ရှင်အခုဒီကိုဘာလာလောက်တာလဲ ငါ့ကိုလာကြည့်ရလေ ဘာလဲဆရာတတိယလာရင်ရှင်လှုပ်ထားရတဲ့လူတိသွားမှာဆိုလို့တိတ်မသိလားစစ်စီရလားဟလားဟမ်ကြည့်ရကျမပြောမှန်သွားပြီနဲ့တူတယ် ဟုတ်တယ်ဆိုရင် ရှင်ဘာထပ်ပြီးကြံစီအောင်လို့လဲ ငါနေပြောသလိုငါ့ကိုတင်နိုင်မတင်နိုင်လာကြည့်ရလေတကယ်လို့ तू မသေးသေးပဲနဲ့တတိရနေသေးတယ်ဆိုရင်ငါ तू တတိမရအောင်လုပ်ပြီးငါလှုပ်ချင်ပြီဆိုရင်ငါ့ကိုဘယ်သူမှတားလို့မရဘူး တော်လေ စွတ်စွတ်ဒေါ်လေးဘာမှမလုပ်ဘူးနော် တော်လေးဘာဖြစ်လို့အဲ့လိုမျိုးကြီးလုပ်နေရလဲ ဒေါ်လေးဘာမှမလုပ်ပါဘူးဟိုဒေါ်လေးကိုစိတ်ဘူးလို့လာကြည့်တာပါတမီးရဲ့ တော်လေးသမီးအကုန်ကြားပြီးပြီနော်